နော်ဟုတ်ပြီအဲ့တော့ခုနကပြောနေတာကကြောက်တန်းတဲ့ပုဂ္ဂိုလ်ကြောက်တန်းတဲ့ဆိုတာဒေါသမကင်းသေးလို့နော်ဒေါသမကင်းတဲ့ပုဂ္ဂိုလ်ကဘယ်နှယောက်လဲဆိုတော့ဒီမှာ300 3ယောက်ဘယ်သူတွေလဲ သောတာပုထုဇတဉ်ရဲ့က္ကတကသောတာပန်ရဲ့တက္ကရကံတက္ကရကံနော်ပုထုဇဉ်သောတာပန်တက္ကရကံအဲ့ဒီ3ယောက်တီဒေါသမကင်းဘူးအဲ့ကြောင့်မလို့သူတို့တီကြောက်တန်းတဲ့ဘာပုဂ္ဂိုလ်သူတို့ဘာခေါ်မလဲတတပုဂ္ဂိုလ်လို့ခေါ်တယ်တနော်တတတပုဂ္ဂိုလ်တတပုဂ္ဂိုလ်3ယောက်တက္ကရကံကကြတော့sorry အနာဂတ်နဲ့ယဟန္တာကကြတော့ထာဝရပုဂ္ဂိုလ်ထာဝရဆိုတာကမကြောက်တတ်ဘူးမထိတ်လက်တတ်ဘူးအဲ့လိုပြောတာနော်ထာဝရက2ယောက်ပေါ့နော်ထာဝရကအနာဂတ်နဲ့ယဟန္တာနော်သူတို့ကဘာကြောင့်လဲဒေါသကိုဖယ်ရှားထားတဲ့အတွက်ကြောင့်မလို့ဒေါသမရှိလို့မို့အနာဂတ်နဲ့ယဟန္တာပုဂ္ဂိုလ်ဒီထာဝရတဲ့ထာဝရပုဂ္ဂိုလ်နော်ဒီမှာဒေါသကင်းပြီးတော့ဒေါသဖယ်ရှားပြီးတော့အနာဂတ်ပုဂ္ဂိုလ်ယဟန္တာဆိုတာကစိတ်ဓာတ်ခိုင်မြဲတုံ့လုံမှုမရှိတော့ယဟန္တာနော်ဒါယဟန္တာမှာသူကလောကဓာတ်တွေလည်းမတုံလို့တော့ဘူးစိတ်ဓာတ်ခိုင်မာသွားပြီနော်သူမှာကိလေသာအလုံးကင်းသွားပြီဒါကြောင့်မလို့တုံ့လုံမှုမရှိတော့စိတ်ဓာတ်ခိုင်မာပြီးတော့ယဟန္တာပုဂ္ဂိုလ်ဒါကြတော့ဝိသေသနာကိုပြောထားတာကိုကဝိသေသနာမထဲဘဲနဲ့ဒေါသကင်းသောအနာဂတ်ယဟန္တာတို့သည်ထာဝရမကြောက်တန်သောပုဂ္ဂိုလ်မထိတ်လန့်သောပုဂ္ဂိုလ်များဖြစ်ပါသည်ဒါလည်းမှန်တာပဲနော်ကြောက်တန်တဲ့ပုဂ္ဂိုလ်တို့သည်ဒေါသမကင်းသေးသောပုရုဇဉ်နာဂံတက္ကရကံsorry ပုရုဇဉ်သောတာပန်တက္ကရကံပုဂ္ဂိုလ်များသည်ဒေါသမကင်းသေးသောကြောင့်ကြောက်တန်သောပုဂ္ဂိုလ်များဖြစ်ပါသည်အနာဂတ်ယဟန္တာပုဂ္ဂိုလ်များသည်ဒေါသကင်းပြီးသောကြောင့်ဒေါသကိုဖယ်ရှားပြီးဖြစ်သောကြောင့်နော်ဘာဖြစ်လဲထာဝရပုဂ္ဂိုလ်မကြောက်တန်မထိလန့်တန်သောပုဂ္ဂိုလ်များဖြစ်ပါသည်ဟုတ်ပြီနော်ဒါဆိုရင်ဒါတစုံပြီးပြီတော့နောက်တစုံသွားမယ်နောက်တစ်စုပ်ကိုဘယ်သူဖတ်ကိုမဲမဲလန့်ကိုမဲမဲလန့်ဖတ်ရတော့မယ်နော်ကိုမဲမဲလန့်ရတဲ့နော်ဒီမှာရေးပေးထားတဲ့တွေ့လားဒေါသမကင်းရဲ့ပုဂ္ဂိုလ်တွေဒီဘယ်သူတွေလဲသောတာပုထုဇဉ်ရဲ့သောတာပန်ရဲ့တက္ကရကံရဲ့အဲ့ဒီ၃ယောက်ဒီဒေါသမကင်းသေးလို့ဒေါသကိုမပယ်သေးလို့ကြောက်တတ်တဲ့တတပုဂ္ဂိုလ်တွေနော်ဒေါသကင်းပြီးတဲ့အနာဂတ်နဲ့ယဟန္တာပုဂ္ဂိုလ်တွေဒီသူကဒေါသကိုကင်းပြီးတဲ့အတွက်ကြောင့်မို့လို့ထာဝရပုဂ္ဂိုလ်တွေဖြစ်တဲ့ပေါ့ဒါဒီသူတို့နေရာသစုံနော်နောက်ထပ်တစ်စုံပြောသွားမယ်ဒိဋ္ဌာနဲ့အဒိဋ္ဌအဲ့တော့ကိုမင်းမင်းလည်းဖတ်ပါဦးအတပိတ်ထားတယ်နံပါတ်1ဒိဋ္ဌမျက်စိဖြင့်မြင်မြင်ဘူးသောတတဝါအဒိဋ္ဌမျက်စိဖြင့်မမြင်မမြင်ဘူးသောတတဝါပါဗျာဟုတ်ပြီဒါနံပါတ်3ပါတယ်လားဗျာရပြီဒိဋ္ဌာနဲ့အဒိဋ္ဌဒိဋ္ဌာဝါယေဝအဒိဋ္ဌပါဠိမှာဟုတ်တယ်မလားမေတ္တာသုတ်ဆိုလို့ရှိရင်ဒိဋ္ဌာဝါယေဝအဒိဋ္ဌဒိဋ္ဌဆိုတာမြင်ရတဲ့ပုဂ္ဂိုလ်တွေအဒိဋ္ဌမမြင်ရတဲ့ပုဂ္ဂိုလ်တွေမျက်စိနဲ့မြင်ရတဲ့ပုဂ္ဂိုလ်တွေနော်အဲ့ဒါဆိုရင်ဒါရသားဆစ်ပြစမ်းမလို့နော်ဒါဆိုတော့ဦးဇင်းတို့ခုနကြတော့ဗာလဲမေတ္တာပွားတဲ့အခါကျတော့ကြောက်တတ်မကြောက်တတ်နယံများစွာတတဝါချမ်းသာကိုစိတ်မြဲပါစေစိတ်မြဲဥပယံဘေကင်းစင်ဝေးငြိမ်းကြပါစေဒါဒီကြောက်တတ်မကြောက်တတ်ဆိုတာဒီပါဠိအနိလာတာတတနဲ့ထာဝရအခုဆိုရင်မေတ္တာတော်ယူလိုက်တဲ့အခါကျတော့အရာသားတည်သွားပြီဩတတဝါထာဝရဆိုနေရာရောက်သွားရင်ကြောက်တတ်မကြောက်တတ်ပုဂ္ဂိုလ်တွေကမေတ္တာပူနေပါလားဒါလေးသဘောသိလိုက်ရမယ်ပြီးတော့ဒိဋ္ဌာဝါယေဝအဒိဋ္ဌာဆိုမြင်မမြင်ရတဲ့ပုဂ္ဂိုလ်တွေဘေးရန်ကင်းပါစေအဲ့လိုမျိုးဥပယံဘေကိစ္စဝေငြိမ်းကြပါစေဒါမေတ္တာပွားနေတာပဲနောက်ခုဒူတွေကဲဆရာမဒူရေဟိုပါဗျာဒူရေအဝေးနိုင်နေသောတတဝါအာဝိဒူရေအနိနိုင်နေသောတတဝါပါဗျာဒူရေနော်ဒူရေမဟုတ်ဘူးရေမလုံးနဲ့ရေဆာလိုက်ပြီးတော့ပါဠိဆိုတော့ဒူရေအဝိဒူရေနော်ရပလင်ကြတော့လည်းပဲရာတတ်ပါဖန်ရပလင်ကြတော့ရေသွားမလုံးနဲ့ရပလင်ကိုကြတော့ရေကေစီဆိုရင်ရေကေစီဖတ်တခါကြတော့ဗာလဲတတိထိုင်းနဲ့ရာတတ်ပါဆာလေရမဲ့ထင်သွားတတ်တယ်မဆိုင်ဘူးနော်ရာကောင်းကိုကြတော့ရှာလေရမယ်အာတန်နဲ့တူတယ်ပေါ့အင်္ဂလိပ်စာမှာဆိုရင်အာတန်နဲ့တူတယ်ရပလေတန်ကြတော့ဝိုင်တန်ပုံစံမျိုးရလို့ဖမ်းမယ်ပေါ့ရေဆိုရေဖမ်းမယ်
ဒီရေကေစီကိုကြတော့ရေကေစီဖမ်းမယ်ဒူရေကိုကြတော့ဒူရေလို့မဖမ်းနဲ့ဒူနော်ဒူရေဆိုတာအဝေးနိုင်နေတဲ့တတ္တဝါတွေအဝိဒူတွေအနီးနိုင်နေတဲ့တတ္တဝါနော်အဲဆိုရင်ဝေးနေနီးနေများစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေနော်ဒါဆိုရင်တီးပြီပေါ့နော်ဒါဆိုဝိမာန်နေတဲ့တတ္တဝါအနီးမနေတဲ့တတ္တဝါတွေကိုမိသားပို့တာကဲနောက်တစ်ခုသွားမယ်ဗါတဲ့ ဗုဒ္ဓ ဘူတာနဲ့တံပဝေတီဘူတာပါတယ်လေ ခန္ဓာကိုယ်ပြည့်စုံထင်ရှားမွေးဖွားတဲ့တတ္တဝါ ပြီးတော့ ဘဝပြည့်စုံသောယဟန္တာပုဂ္ဂိုလ် တံပဝေတီတံပဝေတီ တတိကိစ္စဒီဝတ်တွင်၌ဥခောထ၌အခြေလေဧကမစုတ်သေးသောတတ္တဝါနံပါတ်2ကဘဝဇတ်ဆုံးမဆုံးသောပုထုဇဉ် ဘောဇာမဆုံးသေးသောပုထုဇဉ်နဲ့တိခနော် ပုထုဇဉ်တိခပုဂ္ဂိုလ် ဟုတ်ပြီအဲ့ဒါဆိုတော့ဘုဒ္ဓဆိုတာကခန္ဓာကိုယ်အင်္ဂါပြီးဆုံးပြီးတော့မွေးဖွားလာတယ်နော်ထေရှားရှိတဲ့ပုဂ္ဂိုလ်မွေးဖွားပြီးတဲ့တတ္တဝါတွေဘုဒ္ဓလူတွေနော်လူတွေမျိုးခွေးတွေမျိုးကြောင်တွေမျိုးအဲ့ဒါတွေဒီခန္ဓာကိုယ်အင်္ဂါတွေပြီးဆုံးထေရှားပြီးတော့မွေးဖွားလာတဲ့တတ္တဝါတွေအဲ့ဒါနောက်တနည်းကြတော့ဘယ်လိုပြောတယ်လဲဆိုတော့ဘဝဇန်ရှုံးပြီးတော့တတ္တဝါတဲ့ဘဝဇန်ဆုံးတာပြီးဆုံးသွားတာယဟန္တာပုဂ္ဂိုလ်တွေယဟန္တာပုဂ္ဂိုလ်တွေဘဝဇန်ပြီးဆုံးသွားပြီသူမနောက်ထပ်ဖြစ်စေအကြောင်းမရှိတော့ဘူးဒီဘဝနောက်ဆုံးဘဝပဲအဲ့တော့ဘုဒ္ဓလို့လည်းခေါ်တယ်နောက်တနည်းပေါ့နည်းပေါ့နော်နောက်ထပ်တန်အဲ့ဒါကြတော့ဒါဆိုရင်တန်ဘဝေတိရပါလဲစာကြည့်ပေပေါ့ဘုဒ္ဓကိုရရဲ့တန်ဘဝေတိကိုရအောင်မယ်စာကြည့်ပေကကြတော့ဗာလဲဆိုတော့ဗာလဲ အမိဝတ်တွင်မှာ ပဋိသန္ဓေတိဆက်အမိဝမ်းတွင်ထဲမှာအမိဝမ်းထဲမှာပဋိသန္ဓေနေတဲ့ပုဂ္ဂိုလ်တွေပြီးတော့ဥခေါ်ကနေပြီးတော့ပေါက်ခွာဥခေါ်ထဲမှာခြေလေးကမပြီးစုံသေးတဲ့ကျင်းဥတို့ဥတွေပေါ့နော်ငယ်ဥတို့ဥတွေထဲမှာနေတဲ့တတ္တဝါတွေအဲ့ဒါတွေကြောင့်တန်ဘဝေတိလို့ခေါ်တယ်နော်နောက်တနည်းပြောမယ်ဆိုရင်ခုနကဘဝဇတ်ပြီးဆုံးသွားတဲ့ယဟန္တာပုဂ္ဂိုလ်ဆိုတော့အခုကပါလဲဆိုတော့ဘဝဇတ်မဆုံးသေးတဲ့ပုထုဇဉ်ရဲ့သိခါပုဂ္ဂိုလ်သိခါပုဂ္ဂိုလ်ဆိုတာဘယ်သူတွေလဲဒီလားသိခါပုဂ္ဂိုလ်ဆိုတာဒီမှာ sorry သိခါပုဂ္ဂိုလ်ဆိုဒီမှာပြောပြပါမယ်တော့ဒီမှာဦးဇင်းတို့ခုနကရေးထားတာပုထုဇဉ်သောတာပန်တက္ကရကံဟုတ်လားဒီမှာကြောက်တန်တဲ့ပုဂ္ဂိုလ်ထဲမှာလေ တေပါဗျာ အဲ့တော့ sorry ခဏဒီမှာပုထုဇဉ်သောတာပန်တက္ကရကံဟုတ်ပြီအဲ့တော့ဒီမှာဘာထထည့်ရမလဲဆိုတော့အနာဂံထည့်ရမယ်အနာဂံဒါယဟန္တာသည်ဖယ်လိုက်တော့ sorry ဒီနာဂံကိုဖယ်ရမှာဒီအနာဂံကိုဘာနဲ့ဖယ်မလဲဆိုတော့နေအောင်ဖြေလိုက်မပြောတော့ဖယ်လိုက်နော်ခြေထတော့အဲ့ဒါမမြင်နဲ့ကြည့်နေတော့နော်ဒါဆိုရင်ပုထုဇဉ်ရဲ့သောတာပန်တက္ကရကံအနာဂံပုထုဇဉ်ကတိတ္တတစ်ခုနော်တိတ္တတစ်ခုသူကလူဟောပေါ့အရိယစရင်မွေသေးဘူးပုထုဇဉ်ဒီနော်ဒါပုထုဇဉ်ကတိတ္တဒီသောတာပန်ရဲ့တက္ကရကံရဲ့အနာဂံရဲ့ဒီ၃မျိုးတွေ့ရနော်သောတာပန်တက္ကရကံဒီနာဂံဒီ၃ရာကိုဘာလို့ခေါ်လဲဆိုတော့သိခါလို့ခေါ်တယ်တွေ့ထိုးသားရေးနော် sorry ဒါဘာလို့ရေးမယ်ဆိုတော့သိခါလို့ရေးမယ်နော်တွေ့ထိုးပါကာတတိပြီးတော့ခါခွေးသိခါပုဂ္ဂိုလ်လို့ခေါ်တယ်နော်ယဟန်တို့ကြောင့်ခေါ်လဲဆိုတော့အသိခါလို့ခေါ်တယ်အသိခသိခအသိခအသိခဘောနော်အသိခသိခအသိခသိခအသိခဆိုသိခပုဂ္ဂိုလ်ဘယ်နေရာလဲ300ပုထုဇဉ်ရဲ့sorry ပုထုဇဉ်မပါဘူးနော်တက္ကသောတာပန်ရဲ့တက္ကရကံရဲ့အနာဂံအဲ့ဒီ300ကိုကြတော့သိခပုဂ္ဂိုလ်300လို့ခေါ်တယ်ပုထုဇဉ်တော့မပေါင်းနဲ့နော်အရိယနဲ့ပုထုဇဉ်တော့ပေါက်လို့မရဘူးပုထုဇဉ်တိတ္တအဲ့အရိယပုဂ္ဂိုလ်400စီမှာပေါ့နော်အရိယသောတာပန်တက္ကရကံအနာဂံယဟန္တာဟုတ်တယ်နော်အဲ့တော့သောတာပန်ရဲ့အာဝါ300သောတာပန်တက္ကရကံအနာဂံဒီသိခပုဂ္ဂိုလ်300လို့ခေါ်တယ်ယဟန္တာကိုကြတော့အသိခလို့ခေါ်တယ်အသိခပုဂ္ဂိုလ်ဒါဆိုရင်ဒီမှာပြောချင်တာဒီဘုဒ္ဓပုဂ္ဂိုလ်ဒီဘာလို့လဲယဟန္တာပုဂ္ဂိုလ်
နော်ဘောဇန်ဆုပ်ပြီးသောပုဂ္ဂိုလ်ဘုဒ္ဓနော်ဘောဇန်ဆုပ်ပြီးတဲ့ပုဂ္ဂိုလ်နော်တန်ဘဝေတိဆိုသည်ဘောဇန်မဆုပ်သေးသောပုထုဇဉ်ဆိုလည်းပဲတန်တရားမှာကျင့်လဲရအောင်မယ်အများကြီးရဟန္တာမဖြစ်မချင်းတောတပန်ဆိုလည်းပဲခုနှစ်ရင်းနဲ့sorry ခုနှစ်ဘဝယဟန္တာတောတပန်လည်းရှိတယ်နော်ခုနှစ်ဘဝအထိနေပြီးတော့မှတောတပန်ဘဝနေပြီးတော့မှယဟန္တာကိုဖြစ်ပြီးတော့ဘဝလေးကြည့်လဲပြီးတော့ခုနှစ်ဘဝပဲကြည့်လိုက်ရတော့မယ်တောတပန်နော်အဲ့လိုလဲရှိတယ်5ဘဝလို့6ဘဝလို့လဲရှိတယ်တောတပန်လည်းအမျိုးသားရှိသေးတယ်ပေါ့နော်ဒါထားလိုက်ဒါဆိုရင်တောတပန်ဒီဘဝကြည့်လိုက်အောင်မယ်အများဆုံးဒီခုနှစ်ဘဝပဲသူမှာနော်ပြီးတော့တက္ကရကံဆိုတာလည်းပဲဒါလူဘုတ်တစ်ခါပြန်လာအောင်မယ်အနာဂတ်ဆိုရင်လူဘုတ်မလာတော့ပြီနော်သူဒီပြမဘုတ်အနေပြီးတော့နော်သူကပရိနိဗ္ဗာန်စံမယ်ပေါ့နော်ယဟန္တာဖြစ်ပြီးတော့ဒါဆိုရင်သူတို့ဒီအ ਨੇ ဆိုတော့တဘောအားလုံးဖြစ်အောင်ပါပဲနော်အဲ့တော့ဘောမဆုပ်သေးတဲ့အတွက်ကြောင့်မို့လို့ဘောမဆုပ်တဲ့ပုဂ္ဂိုလ်ပုထုဇဉ်လည်းမဆုပ်သေးဘူးတောကတာပံတက္ကရကံအနာဂတ်အဲ့ဒီ၄យ៉ាងနော်ပုထုဇဉ်နဲ့တေခါပုဂ္ဂိုလ်၃យ៉ាងနော်အတူပြောမယ်ဆိုရင်ပုထုဇဉ်နဲ့တေခါပုဂ္ဂိုလ်၃យ៉ាងဒီဘောဇံမဆုပ်သေးတော့တန်ဘဝေတိပုဂ္ဂိုလ်ဖြစ်တယ်နော်ယဟန္တာပုဂ္ဂိုလ်အာတေခါပုဂ္ဂိုလ်ယဟန္တာပုဂ္ဂိုလ်ဒီအာတေခါလို့ခေါ်တယ်ယဟန္တာပုဂ္ဂိုလ်ကြတော့ဘောဇံဆုပ်ပြီးတော့ဘုဒ္ဓပုဂ္ဂိုလ်ဖြစ်တယ်နော်ဒါလေးမှတ်ထားလိုက်နော်ဒါဆိုရင်ဘုဒ္ဓပုဂ္ဂိုလ်ဒီအဘယ်ပုဂ္ဂိုလ်နည်းဆိုရင်ယဟန္တာပုဂ္ဂိုလ်နော်တန်ဘဝေတိပုဂ္ဂိုလ်ဒီဘယ်သူလဲဆိုရင်ပုရုဇဉ်ယံတေခါပုဂ္ဂိုလ်၃យ៉ាងအဲ့လိုနော်ဟုတ်တယ်300ဟုတ်ပြီဒါဆိုရင်ဒါဆိုယာပြီပေါ့နော်ဒါလောက်ယာပြီထားလိုက်ဒါဆိုဦးဇင်းတို့နောက်ထပ်သွားမယ်ဒုက္ခပုဂ္ဂိုလ်ဆရာလောက်ကုန်သွားပြီနော်အဲ့တော့တိကပုဂ္ဂိုလ်၃စုသွားမယ်တိကပုဂ္ဂိုလ်၃စုနောက်တရားဘယ်သူလဲဖြစ်သွားပြီကိုမင်းမင်းလန့်ပြီးသွားပြီလားပြီးပါကိုမင်းမင်းလန့်ဖတ်ပေါ့တိကပုဂ္ဂိုလ်တိကတတ္တဝါ၃စုတိကတတဝါ၃စု9ဦးနံပါတ်1ဒီကအယတ္တမစ္စည်းမရှိတုအလက်နံပါတ်2မဟာနာမဟာတအနုကမစ္စည်းကြီးငယ်အလက်နံပါတ်3သုလအနုကမစ္စည်းအစုကြုံအလက်တပ္ပတတ္တာထိုတတဝါတို့သည်သုခိတတ္တာချမ်းသာသောကိုယ်စိတ်ရှိသည်ကိုယ်စိတ်နှပြချမ်းသာကြသည်ဘောတုဖြစ်ကြပါလေတတိဗျာဟုတ်ပြီအဲ့တော့ဗာလဲဆိုတော့ခုနကဘူတာနဲ့တပွေဒီမှာဆိုရင်ဘဝဇန်ဆုံးမဆုံးများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေနော်အဲ့ဒါမေတ္တာပို့ဆက်တဲ့နေ့ထဲမှာပါတယ်နော်ဘဝဇန်ဆုံးမဆုံးများစွာဆိုတာဘဝဇန်ဆုံးပြီးတဲ့ရဟန္တာပုဂ္ဂိုလ်တွေဘောဇံမဆုပ်သေးတဲ့ပုရုဇဉ်တောတာပတ္တကရဏယန္တာတွေဒီလည်းပဲချမ်းသာကိုယ်စိတ်မြဲပါစေဆိုမေတ္တာပွားတာနော်အဲဆိုထားလိုက်တော့ဒါဆိုဒုက္ခပုဂ္ဂိုလ်ပြီးသွားပြီတိကပုဂ္ဂိုလ်မှာဒီကဝါယေဝါဗာလဲဒီကဝါယေဝါအတိဋ္ဌယေဝါဒူရေဝါအဘောဘုဒ္ဓဝါယေဝါအတိမဟုတ်ဗာလဲဒီကဝါယေဝါမဟတ္တာမေဇိမာရတကအနုကထူလာဟုတ်တယ်မလားဒီကဝါယေဝါမဟတ္တာနော်မေဇိမာရတကအနုကထူလာဆိုတာဒါဒီကာဆိုတာကရှည်တဲ့ပုဂ္ဂိုလ်ရှည်တဲ့သူဒီကာလို့ခေါ်တယ်ရတ္တဆိုတာတိုတဲ့သူရတ္တဆိုတာတိုးတာအရာပူတဲ့သူတွေပြောတိုးတယ်ပေါ့နော်မေဇိမာဆိုတာကအလက်အလတ်ပုဂ္ဂိုလ်ပြောတာဒါဆိုရင်စီတိုအလတ်၃ရက်ခန္ဓာနော်စီတိုအလတ်၃ရက်ခန္ဓာတတ္တဝါဒီကာရတ္တမေဇိမာဒါဒီမှာထားနော်ဒီကာရတ္တမေဇိမာစီတိုအလတ်နောက်ကမဟာတအနုကမေဇိမာဆိုတာအလက်အလတ်ဟဲ့ပဲမေဇိမာသူဒီအလက်အလတ်ပဲမဟာတာဆိုတာကကြီးတာမဟာတာကြီးတာမဟာလည်းကြီးတာပဲအနုကဆိုတာကသေးအငယ်ပေါ့နော်အဲ့တော့မဟာတာဆိုတော့အကြီးငယ်အလက်ကြီးငယ်အလက်၃ရက်ခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေအဲ့ဒါနော်ပြီးတော့ထူလအနုကမေဇိမာထူလာဆိုတာကရှူတာဝါတာဖြူတာကိုပြောတာဝါအဲ့ဒါရှူတာနော်ထူလာအနုကဆိုတာကကြုံတာပိတ်တာပေါ့နော်ငဲတာနဲ့ပိတ်တာနဲ့အဲ့လိုမျိုးပေါ့သူဟာနဲ့သူသွားတာပေါ့ဒီအနုကာလည်းပဲကြုံတာလည်းရတယ်ပိတ်တာလည်းရတယ်နော်တော့မေဇိမာကြတော့အလက်အလတ်ဒါဆိုရင်စူကြုံအလတ်၃ရက်ခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံမေကိစ္စဝိငြိကြပါစေဟုတ်ပြီလားအဲ့ဆိုတတ္တဝါ၃ခုစီ၃စုံသူကကြတော့ရှိတုအလံရဲ့ကြီးငယ်အလံရဲ့စူကြုံအလတ်အဲ့ဒီ၃မျိုး
သုံးစုံသည်အဲ့ဒီပုဂ္ဂိုလ်တွေသည်လည်းပဲတပ္ပတတ္တဘောတုဒုက္ခိတတ္တာတပ္ပတတ္တထိုတတ္တဝါတို့သည်ဒုက္ခိတတ္တာကိုယ်စိတ်နှပြချမ်းသာကြပါစေချမ်းသာကြကုန်သည်ဘောတုဖြစ်ကြပါစေကုန်တည်းเนาะအဲ့ဒါမေတ္တာပွားတာဒါဆိုရင်မေတ္တာပွားနည်းเนาะဒုက္ခပုဂ္ဂိုလ်တွေမေတ္တာပွားနည်းတိကပုဂ္ဂိုလ်တွေမေတ္တာပွားနည်းเนาะအနောက်ဆုံးမှဒီဟာလေးကိုထည့်ပြရမှာပေါ့တပ္ပတတ္တဘောတုဒုက္ခိတတ္တာเนาะဒါဒုက္ခပုဂ္ဂိုလ်တွေလည်းဒီတိုက်ပါပဲเนาะကဲအဲ့တော့ဒါဆိုရင်တတ္တဝမျိုးစားလိုက်မေတ္တာပွားနည်းရပြီပေါ့နော်ဒါမေတ္တာတုတ်ရရတော့ဒါလေးလွယ်သွားမယ်နော်မေတ္တာတုတ်ထဲမှာပါတဲ့အတိုင်းပဲဒီကဝယေဝမဟန္တာမေဇိမရတ္တကအနုကထူလာနော်ပြီးတော့ဒိဋ္ဌဝယေဝအဒိဋ္ဌပြီးပြီဒီဝဒုရေဝတန်တိအဝိဒုရေအဝိဒုရေပြီးဘုဒ္ဓဝတပ္ပဝတိဝပြီးသွားပြီနော်သူတပ္ပတတ္တဘောသူသူကိတ္တပြီးတော့နောက်ခုသွားမယ်နောက်တစ်ဘောပါလဲနာပရောပရဏနိကုပ္ပိထနော်အဲ့ဒါလာတယ်မလားနာပရောပရဏနိကုပ္ပိထနာတိမညေထကထစီနာကိဉ္စီအဲ့ဒီမှာကဲနံပါတ်1ဆင်းရဲဒုက္ခမကြရအောင်စေရန်တောက်တာပွားများပုံတဲ့အဲ့လေးကိုကဲဘယ်သူလဲရောက်ပြီလဲတပိတော့မှာပါဗျာအဲဆိုနာပရောပန်ကုပိထတရားနဲ့တရားဆက်လက်ပါကောက်ကြည့်ချင်းပြုကြပါစေလေအချင်းချင်းဆက်ဆံသောအခါယူတော်ကြပါစေလူအချင်းချင်းလက်ပါချင်းကိရှိကြပါစေပါဗျာဒါနာပရောပရဏနိကုပ္ပိထရဲ့မြန်မာလိုဗာလဲတယောက်နဲ့တယောက်ဆက်လက်ပါကောက်ကြည့်ချင်းမပြုကြပါစေနဲ့ဒါဒီမြန်မာလိုဥစ္စာတို့မေတ္တာပွားနိစ္စနီးမှာပါတယ်လူအချင်းချင်းလက်ပတ်ချင်းကိစ္စင်ကြပါစေဆိုအဲ့ဒါဆိုရင်နာပရောပရဏနိကုပ္ပိထဆိုတဲ့အဓိပ္ပာယ်ဒီလူအချင်းချင်းလက်ပတ်ချင်းကိစ္စကြပါစေဒါမမီအောင်လွယ်အောင်ဆိုရင်ပေါ့နော်တယောက်နဲ့တယောက်ဆက်လက်ကောက်ကြည့်ချင်းအောင်ကိပါစေပေါ့နော်ကဲနောက်တစ်ခုနာတိမညေထကတ္တစိနာကိစီနော်အဲ့ဒါကြတော့နေကြမှုကိုအကြောင်းပြုပြီးတော့တယောက်နဲ့တယောက်အထင်းမြင့်သေးတာလေးမရှိပါစေနဲ့နော်ဒါဆိုရင်ပါဠိလိုကပါလဲနာတိမညေထကတ္တစိနာကိစီနာကိစီနာတိမညေထကတ္တစိနာကိစီအထင်သေးချင်းအတိတ်ချင်းကိစိကြပါစေနော်နောက်ကဗျာရောတနာပတိကတင်ညာဦးစိပဲဖတ်ပြလိုက်မယ်အချိန်ကြာနေမှာဆိုဗျာရောတနာပတိကတင်ညာနေမှာနေညမညတ်တာနော်နေညမညတ်တာဒုက္ခမိတ်စေယနော်နေညမညတ်တာဒုက္ခမိတ်စေယဗျာရောတနာပတိကတင်ညာအဲ့လိုဖမ်းမယ်နော်တင်ညာနေညမညတ်တာဒုက္ခမိတ်စေယဆိုတော့တယောက်နဲ့တယောက်စော်ကားခြင်းမုတ်တီချင်းဆင်းရဲဒုက္ခရောက်စေလို့ခြင်းကိုမလိုလားကြပါစေနဲ့တဲ့နော်နေညမညတ်တာဒုက္ခမိတ်စေယဆိုတာဒုက္ခဆိုတာဆင်းရဲဒုက္ခကိုမိတ်စေယနာမိတ်စေယမလို့စီပါစေနဲ့ပြောချင်တာနော်အပေါ်ကကြတော့ဗျာရောတနာဆိုတာကစော်ကားခြင်းပဋိက္ခတင်ညာဆိုတာမုတ်တီချင်းနော်စော်ကားခြင်းမုတ်တီချင်းကင်းပါစေနောက်တစ်ကြောင်းကကြတော့ဆင်းရဲဒုက္ခရောက်ခြင်းကိုမလိုလားကြပါစေနဲ့နော်ဒါကြောင့်မလို့ဆင်းရဲလိုခြင်းအချင်းချင်းကင်းစင်ကြပါစေနော်ဒါဒီမေတ္တာပွားနည်းဒါဆိုရင်ဒါဒီဆင်းရဲဒုက္ခမရောက်စေရင်ပွားဖို့၃နည်းပေါ့နော်ဆင်းရဲဒုက္ခမရောက်စေဖို့အတွက်မေတ္တာပွားဖို့၃နည်းနောက် program ဂါထာမှာလာတယ်မေတ္တာပွားနည်းဆိုပြီးတော့မိကုံးမှာမေးဖူးတယ်နော်မိကုံးဟောင်းလေးလည်းလေလာပါပြန်ဖတ်ပါမိကုံးဟောင်းလေးကိုလည်းလေလာပါနော်နောက် program နိကုပ္ပိထားဆိုပြီးတော့ဒီဂါထာရဲ့မေတ္တာပွားနည်းဆိုရင်ဒီ၃နည်းကိုရေးပြရမယ်နော်လက်ပတ်လူချင်းချင်းကိစ္စကြပါစေထင်သေးချင်းချင်းကိစ္စကြပါစေဆင်းလူချင်းချင်းကိစ္စကြပါစေနော်ပါဠိပါရေးနိုင်ရင်ကောင်းတယ်နော်နောက်တစ်ခုကပါလဲမေတ္တာဆင်တို့တဲ့စိတ်တဘောထားမေတ္တာဆင်တို့ရဲ့စိတ်တဘောထားမေတ္တာမာတာယထာနိယံပုဒ္ဒမာယုတာဧကပုဒ္ဒမနုရိခေနော်မာတာဆိုတာအမေဒီပေါ့မိခင်ဒီနိယံပုဒ္ဒယင်မှာဖြစ်တော့ဘာလို့လဲမာယုတာဧကပုဒ္ဒမနုရိခေဧကပုဒ္ဒဆိုတာတူဒီတော်သားကိုအနုရိခေအသေးစိတ်အာယုတာမာယုတာအနုရိခေဆိုတာအသေးစိတ်စီဖို့အတွက်သူဟာဒီအသိနဲ့လဲပြီးတော့အစစ်တစိုက်နော်စောက်စောက်တကယ်သူအမေဒီသားတယောက်တည်းတော့တောင်းနော်ကိုတင်လဲပြီးတော့စောက်စောက်တယ်နော်အသေးစစ်ဖို့အတွက်စောက်စောက်တလို့မျိုးအေဝောပိတပ္ပဗုဒေတုအေဝောပိဣတာလီနဲ့တပ္ပဗုဒေတုအလုံးစုံသောတတ္တဝါတို့၌မာနတံဘာဝယေအပရိမာဏံမာနတံမေတ္တာစိတ်ကိုတဲ့အပရိမာဏံဆိုတာကအကန့်အသတ်မရှိအတိုင်းရှိအကန့်အသတ်မရှိနော်အပရိမာဏံပမာဏဆိုတာရှိရမလားအပရိမာဏံဆိုတာအတိုင်းရှိအကန့်အသတ်မရှိတော့မေတ္တာစိတ်ကိုဘာဝယေပွားများရဤဒါဆိုရင်မေတ္တာဘယ်လိုပွားမလဲတတ္တဝနော်မေတ္တာစိတ်တို့မေတ္တာကိုဘယ်လိုပွားများမလဲဆိုရင်ဘယ်လိုလဲ
မိဘသည်တူရီသောသားကိုစောင်းစောင်းတကယ်မိခဲသည်ပေါ့နော်မိခဲသည်တူရီသောသားကိုယင်မာဖြစ်သောတူရီသောသားကိုအသိစစ်စစ်ရစောင်းစောင်းတကယ်တို့နော်ဗါလဲထို့အတူပဲလေတန်တဝအားလုံးပေါ်မှာလည်းပဲအတိုက်စေကတမ်းမရှိသောမေတ္တာစိတ်မျိုးကိုပွားများရပါမယ်ဒါဆိုတန်တဝတွေပေါ်မှာမေတ္တာကိုဘယ်လိုမျိုးပွားများရမလဲဘယ်လိုစိတ်ထားမျိုးနဲ့ထားရမလဲဆိုရင်မတဒါဒီတိုက်ဖြစ်ပြရမယ်နော်မတယထာမတယထာခါထာလာတတဝတွေပေါ်မှာမေတ္တာပွားနည်းဆိုရင်အဲ့ဒီတိုက်ရေးပြရမယ်နော်ဒါလည်းမေးဖူးတယ်မိကိုဟာမှာပါတယ်နောက်တစ်ခုအဲ့တော့မေတ္တာနဲ့ပဲမေတ္တာဘယ်ဒီမေတ္တာပို့ရမလဲနော်ဥဒ္ဒံအဒောစာတိရိယေစာဥဒ္ဒံဆိုတာအထက်အဒောဆိုတာအောက်တိရိယေဆိုတာကဖီလာချက်ကျစ်ပဲဖီလာပဲတွေပြောတာနော်အထက်ရအောက်တွေဒီဟာကလပ်ဖီလာအဲ့တော့အယက်ဆက်မျက်နှာလို့ပြောတာပဲနော်အယက်ဆက်မျက်နှာလို့တဗ္ဗလောကသမေအလုံးစုံသောလောက၌အာတံဘာဒံကျင်းမြောင်းခြင်းမရှိတော့နော်ကျင်းမြောင်းခြင်းမရှိဘူးဆိုတာကမိမိမိတ်ဆွေရန်သူတစိမ့်အလုံးရဲ့ပုံမှာဘသူဆိုပြီးတော့မဟုတ်ဘူးမေတ္တာတိအလုံးချုပ်ပြီးတော့ပုံမှာနော်အာတံဘာဒံအာတပတ္တံအာတပတ္တဆိုတာကအတပတ္တဆိုတာအလုံးပုံမှာတူညီမှုရှိတော့အဝေရန်အတွင်းရန်အပြင်းရန်ကင်းသောအတွင်းရန်ဒေါသအပြင်းရန်ရန်သူနော်ကင်းသောအဝေရန်ဆိုတာရန်သူကင်းသောပေါ့ရန်နှမျိုးအတွင်းရန်နဲ့အပြင်းရန်အတွင်းရန်သည်ဒေါသကိုယ်စိတ်ထဲမှာစေဒေါသလည်းကင်းမယ်မေတ္တာစိတ်ကြောင့်အပြင်းရန်သူလည်းပဲမေတ္တာနဲ့အနိုင်ယူလို့ရတယ်ဒါကြောင့်မို့လို့အတွင်းရန်အပြင်းရန်နှစ်ခုကိုနှစ်ခုကင်းသောအပရိမနဲ့အတိုင်းရှိကတံမရှိသောနော်မေတ္တာစိတ်မေတ္တေသမာနတံဘောဝယေမေတ္တေသဆိုတာမေတ္တာနဲ့ရှင်သောမာနတံဆိုတာစိတ်ကိုဘောဝယေဆိုတာပွားများရ၏နော်ဒါဆိုရင်အယံဆက်မျက်နှာလုံးမှာကျင်းမြောင်းခြင်းမရှိသောနော်အတွင်းရအပြင်းရန်တွေကိုကင်းသောမေတ္တာနဲ့ရှင်သောစိတ်ကိုပွားများရမယ်နော်ဒါမေတ္တာနဲ့ပဲမချစ်စွာပြောင်းဟုတ်လားအဲ့တော့ဒါဒီမေတ္တာနဲ့ပဲပေါ့သဘောပါတယ်နော်ဩဒ္ဒဒါပါဠိတော်မှာလာပြီးဒါမေတ္တာနဲ့ပဲဆိုရင်ဩဒ္ဒဒုစတိရိစာအတ္တပတ္တအဝေရမတပတ်တံဒါကိုပဲဟောပေါ့မြန်မာလိုလေးဒါလေးတော့ကိုကြည့်မှန်းထားမှာပေါ့နော်ဒါဩဒ္ဒဆိုတာအထက်အောက်တော်ဆိုတာအောက်နော်တိရိယဆိုတာဖီလာနော်ရက်ဆက်မျက်နှာလုံးပေါ့အဲ့လိုမျိုးဒါဆိုရင်မေတ္တာနဲ့ပဲလဲတီးပြီပေါ့နော်ဒါပြီးတော့ဗာလဲဣရိယပုတ်၄ပါးနိုင်မေတ္တာပွားမယ်ကဲတော့ဖမ်းမယ်ဘယ်သူလဲရသွားပြီကိုစင်လေးပိုက်ဖတ်ဣရိယပုတ်၄ပါးမေတ္တာပွားနိုင်မြချင်းကင်း၍ဝိဒမိတ်တော်ယန္နေတမြဒိဋ္ဌံဝိတမိတ်တော်ယန္နေတမြဒိဋ္ဌံပြောနေတမြစရံထိုင်နေတမြနိတိတ်တော်ရောင်းနေတမြဣနောကာလပန်လုံးယဝတတဤမေတ္တာနဲ့ရှိမှုတည်းကိုအေတံတတေမေတ္တာပွားအပ်ဟုဤဆောင်ရ၏အဒိဋ္ဌိယဤဆောင်ရ၏အဲ့ဒါဘာလဲဆိုတော့ဣရိယပုတ်၄ပါးလုံးမှာမေတ္တာပွားရမယ်လို့ပြောတာနော်မေတ္တာပွားတာမေတ္တာကိုဘယ်လိုဣရိယပုတ်နိုင်ပွားရမည်နည်းပွားရပါတလဲဆိုရင်ဒါဆိုရင်ထိုင်တယ်ဣရိယပုတ်ကိုတည်းသာပွားမှာလားအဲ့လိုမေးနိုင်မေးချင်မေးမှာအဲ့ခါကျရင်ဒီဂါထာကိုဖန်ရမှာပေါ့ဘာလဲဂါထာဘာလဲတိဋ္ဌံစရံနိတိန်နောဝတယနောယဝတတဝိတမိတ်တောဧတံတတေအဒိဋ္ဌိယအဲ့ဒီဂါထာရတယ်နော်ဘယ်နိစာလဲတိဋ္ဌံနိစာနော်တိဋ္ဌံစရံနိတယနောဒါနိစာတိဋ္ဌံစရံနိတိန်နောဝတယနောယဝတတဝိတမိတ်တောအပေါ်ပြန်သွားတာဒါကြတော့အဓိပ္ပာယ်ပြန်လို့ကောင်းအောင်ရေးပေးထားတာနော်တယနောယဝတတဝိတမိတ်တောအပေါ်ရောက်သွားတယ်ဣတံတတေဒိဋ္ဌိယဒါဆိုရင်ဗာလဲဝိတမိတ်တောဆိုတာငိုက်မိချင်းကင်းတယ်မေတ္တာပွားတဲ့ပုဂ္ဂိုလ်ကငိုက်နေလို့မရဘူးလေနော်ငိုက်မိချင်းကင်းပြီးတော့ကင်းနေရွေပြီးတော့ဘယ်လိုရမလဲထိုင်တိဋ္ဌံဆိုတာရန်နေသမျှကာလပတ်လုံးတိဋ္ဌံစရံဆိုတာသွားနေသမျှကာလပတ်လုံးနိသိဏောဆိုတာကထိုင်နေသမျှကာလပတ်လုံးပြီးတော့တယနောအိနေလျောင်းနေတဲ့ကာလအဲ့တော့ယာဝတတ္တဆိုတာအဲ့ဒီကာလတွေပတ်လုံးမှာယာဝတတ္တဣတံတတေဘာနဲ့ရှင်တော်တတိလဲတတိဆိုတာတတိမေတ္တာနဲ့ရှင်တော်တတိတော့ရှိရမယ်ဘာလဲမေတ္တာပွားနေရမယ်မေတ္တာပွားခြင်းဆိုတဲ့တတိနဲ့ရှိနေရမယ်ဣတံတတေဒိဋ္ဌိယ
ဒိဋ္ဌိယဆိုတာပွားများရမယ်တိဆောက်ရမယ်ပွားများမယ်ဆိုပြီးတော့တိဆောက်မှာပေါ့ဒါဆိုရင်ဣရိယာပုတ်၄ပါးလုံးနိုင်မေတ္တာကိုပွားများရမယ်ပါဠိကိုထောက်ပြပါဆိုရင်အဲ့ဒီပါဠိကိုရေးပြမယ်ဒိဋ္ဌံစနနိသိဏောဝတရားနောယဝတ္တဝိတမိတ်ဒောဧတံတတေဒိဋ္ဌိယဒါသည်ဣရိယာပုတ်၄ပါးလုံးနိုင်မေတ္တာဘောနာကိုပွားများရပါမည်နော်တပတ်ပါနော်ကဲဒါဆိုရင်တွယ်လေးသွားလိုက်မယ်နောက်သမီးနာဥစ္စရုပမှာတိတ်လောက်မပြီးသေးဘူးအခြေရလဲဟုတ်ပြီနောက်တစ်ခုကကြတော့အဲ့လိုမျိုးပွားမယ်ဆိုရင်တဲ့ဟာလဲဣဒဧတံဟုတ်လားဒိဋ္ဌိယဗြဟ္မမေတံဝိဟာရမိတမဟုတ်နော်ဗြဟ္မမေတံဗြဟ္မဧတံဝိဟာရမိတမဟုတ်နော်ပါဠိလိုမှာကြတော့ဗြဟ္မမေတံဝိဟာရမိတမဟုတ်အဲ့လိုလားနော်ဗြဟ္မမေတံဆိုတော့မေတံဧတံဖြစ်သွားတယ်ဗြဟ္မမေတံမှာဧတံဣဒာဆိုတာဣသာသနာတော်၌ပါဠိတော်မှာဆိုဣဒဣသာသနာတော်၌ဆက်မီနေပဲလို့ရတယ်ဣတံဤမေတ္တာနဲ့ရှင်သောတတိနဲ့နေခြင်းကိုနော်အဲ့လိုခုနပြောတဲ့ဣရိယာပုတ်၄ပါးလုံးမှာမေတ္တာနဲ့ရှင်ပြီးတော့တတိနဲ့နေခြင်းကိုလက်ဘယ်လိုခေါ်လဲဆိုတော့ဗြဟ္မဝိဟာရအမြတ်ဆုံးနေခြင်းပါဠိလိုကဗြဟ္မဝိဟာရမြန်မာလိုကအမြတ်ဆုံးနေခြင်းဗြဟ္မနော်မြင်မြန်သောနေခြင်းဟူ၍အာဟုဘုရားရှင်တို့သည်ဟောတော်မူပါတယ်ဒါဆိုရင်မြတ်စွာဘုရားသာသနာတော်မှာအမြတ်ဆုံးနေခြင်းဆိုတာဘယ်လိုမျိုးနေခြင်းလဲရောက်ထိုင်နေခြင်းကိငိုင်းကြီးကိရောက်ထိုင်ရန်သွားရောက်ထိုင်ရန်သွားဆိုတဲ့ဣရိယာပုတ်၄ပါးလုံးမှာနေတမြကာလပတ်လုံးတတဝတိကျမ်းပါစေယတပါစေဟူ၍မေတ္တာနဲ့ရှင်သောတတိနဲ့နေထိုင်ရမယ်အဲ့လိုမျိုးနေထိုင်ခြင်းဒီသာသနာတော်မှာအမြင့်မြတ်ဆုံးနေခြင်းယမဝိဟာရနေခြင်းဟူ၍မြတ်စွာဘုရားတော်ဟောတော်မူပါသည်ဒါဆိုဒီဟာလေးအဖြစ်ပဲနော်ပါဠိအထောင်ဆိုရင်တော့ပါဠိအပုတ်ထောင်မယ်ဧတံတတေဒိဋ္ဌိဟာဆရာပါပြီလေဗာလဲဒိဋ္ဌံစရဏနိသိဏောဝါနိစနော်ပါဠိအထောင်အားကြတော့ဒိဋ္ဌံစရဏနိသိဏောဝါတရားနောယောတတဝိတမိတ်ဒောဧတံတတေဒိဋ္ဌိယဗြဟ္မမေတံဝိဟာရမိတမဟုသောပါဠိကိုထောင်၍ဣရိယာပုတ်၄ပါးလုံး၌နော်မေတ္တာနဲ့နေရမယ်အဲ့လိုနေခြင်းဒီသာသနာတော်မှာအမြန်ဆုံးနေခြင်းဟူ၍မြတ်စွာဘုရားဟောပါတယ်နော်ဒါသည်မေတ္တာနဲ့နေရမယ်ဆိုတဲ့အကြောင်းနော်ပြီးအဲ့တော့မေတ္တာပွားတဲ့အခါကျတော့ကုသိုလ်ရာယုတ်ပွားနည်းနဲ့ဇံရအောင်ပွားနည်းနည်းရှိတယ်နော်ကုသိုလ်ရအောင်ပွားနည်းကကြတော့ဗာလဲကာယကဝစီကမနောက၃ပါးလို့ပြအများချမ်းသာဖို့အတွက်ဆောင်ရွက်ခြင်းစိတ်တည်ငြိမ်မှုနဲ့တမာတိရာယုတ်ပွားများခြင်းကိုကုသိုလ်ရာယုတ်ပွားနည်းလို့ခေါ်တယ်နော်ကုသိုလ်ရာယုတ်ပွားနည်းဇံရအောင်ပွားတာကြတော့နည်းနည်းပို့ပြီးတော့နည်းတယ်ပေါ့နော်ဇံရအောင်ပွားတဲ့အခါကျတော့ရိုးသားမှပွားနေလို့မရတော့ဘူးသူကကြတော့ဘာလို့ရမလဲဆိုတော့ပုပ်ကိုရွေ့ရမယ်ပုပ်ကိုရွေ့ပွားမယ်ကိုမဟုတ်တဲ့သူလည်းသွားရွေ့လို့မရသေးဘူးအဲ့တော့ကိုချစ်ခင်လေးစားအပ်တဲ့လိတ်တူတဲ့ပုပ်ကိုဖြစ်ရမယ်ချစ်ခင်လေးစားရမယ်ပြီးတော့ယောက်ျားဆိုယောက်ျားမျိုးသားဆိုမျိုးသားကိုမောက်ဖြူပေါ့မောက်ဖြူအနည်းမောင်မဲကိုမြင်တတ်ဖို့ဥပမာမနီကလည်းမဖြူမြင်တတ်ဖို့အဲ့လိုမျိုးမိမမျိုးသမီးချင်းမျိုးသားချင်းလိတ်တူတဲ့ပုဂ္ဂိုလ်ချစ်ချင်းမေတ္တာပို့ရမယ်ဘာကြောင့်လဲဆိုတော့ရာဂောမေတ္တာယဝေစေတိဟုတ်လားမေတ္တာသည်sorry ဒါကဘာလဲမေတ္တာဟန်ဆောင်ပြီးတော့လဲစားတယ်လို့ကိုကဥပမာယောက်ျားတရားကအမျိုးသမီးတရားကိုမေတ္တာပွားတယ်သူတရားတည်းကိုဇံရအောင်ပွားလဲဆိုတာကတရားတည်းကိုကိုယ့်ရဲ့တန်တန်မြေလုံးထဲမှာအာယုထဲမှာပေါ်အောင်စွစက်ပေါ့နော်ပေါ်လာအောင်သူအာယုထဲမှာအာယုပြူရမှာပေါ့အာယုပြူပြီးလို့ရှိရင်ဥပမာမောက်ဖြူကျမ်းပါပါစေအဲ့လိုမျိုးပွားနေရမယ်ထိုင်ခါတလဲတနာရီဆိုတနာရီလုံးဒီဟာပဲပွားမှာအမျိုးသမီးကလည်းမျိုးသမီးချင်းပဲပွားမယ်အဲ့လိုမဟုတ်ဘဲနဲ့မောက်ဖြူသွားပွားမောက်ဖြူဖြစ်ကုန်မောက်ဖြူပေါ့လေထားလိုက်ပါမောက်ဖြူသွားပွားတဲ့ခါကျတော့ဖြည်းဖြည်းနဲ့ပါဖြစ်တယ်မြေတာနီးပြီးတော့ရာဂါဖေးပျောက်သွားတယ်နော်အဲ့တော့တနာဟောပြောင်းသွားလို့ရှိရင်မြေတာဇံမရပဲနဲ့ကကြူးကြောက်လေးဖြစ်ကုန်မယ်အဲ့ဆိုတော့အဆင်မပြေဘူးပေါ့အဲ့ဒီခါကျတော့ဒါကြောင့်မလို့လိတ်တူချင်းပွားမယ်ယောက်ျားအမျိုးသားချင်းပွားပွားတဲ့ခါကျတော့အဓိကတော့ရာဂစိတ်မဖြစ်အောင်နော်မေတ္တာစိတ်ဖြစ်အောင်ပေါ့နော်အဲ့လိုမျိုးပွားတဲ့ခါကျလို့ရှိရင်လိတ်တူတဲ့ပုဂ္ဂိုလ်ရွေးရမယ်နံပါတ်1ကနော်လိတ်တူတဲ့ပုဂ္ဂိုလ်ရွေးရမယ်ချစ်ခင်လေးစားအပ်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လိတ်တူတဲ့ပုဂ္ဂိုလ်ဘလို့အာယုပြုပြီးတော့ကျမ်းပါပါစေချမ်းသာပါစေဆိုတော့ပွားပြီးဆိုတနာရီ2နာရီဖြစ်
အာယုံစူးဆိုင်လာတဲ့အခါကျလို့ရှိရင်စိတ်ကတည်ငြိမ်လာတယ်တမာတိအားကောင်းလာတဲ့အခါကျရင်ဇန်အစေကိုရောက်လာမယ်နော်ဇန်အစေကိုရောက်ဆိုတော့ဒါပေမဲ့ဒီမှာတော့သူ့ရဲ့ဖြည့်ဖြည့်စိတ်ကိုပြောပြတာကိုယ့်ရဲ့တမာတိပုံမှာလည်းမူတည်တာပေါ့ကိုကစူးဆိုင်ပွားမှာဇန်အစေကိုရောက်မှာလေဆရာဟို20ဟို20အဲ့လိုဖြစ်နေနေစဉ်အဆင်မပြေသေးဘူးဒါကိုတမာတိရအောင်အရင်လောက်တမာတိရောက်တော့မှတော့ဒီဇိုင်းမှပွားမယ်ဆိုရင်ဇန်အေက9ပါးနဲ့ပြီးဆုံးလို့ရှိရင်ပထမဇန်ရမယ်ဒုတိယဇန်တတိယဇန်အဲ့လိုမျိုးအစစ်စစ်ရသွားလိမ့်မယ်အဲ့လိုရသွားမယ်ဆိုရင်ဇန်စီတီရလာနိုင်တယ်ရပြီးတဲ့နောက်မှာတဲ့၎င်းနောက်ခြေသူရဲ့ရန်သူရဲ့သစိမ်းရဲ့နော်အဲ့ဒီမေတ္တာကျေအဲ့ဒီပုဂ္ဂိုလ်တွေကိုလည်းပဲမေတ္တာအာယုန်တွေတိုးချဲပြီးတော့ပွားရမယ်ပထမဦးဆုံးကကျတော့ကိုကပုဂ္ဂိုလ်ရွေးလိုက်တယ်လေတယောက်တည်းကိုရွေးတာဩဒီတနော်တယောက်တည်းကိုရွေးတာနော်အဲ့တော့ဦးဇင်းတို့ level 1ဖြည့်တော့ကဩဒီတာမေတ္တာဖြည့်ပွားလို့ရမေးထားတယ်ဩဒီတာမေတ္တာဆိုတာကတဦးတယောက်တည်းကိုအာယုပြုပြီးပွားတာနော်အနောဒီတာဆိုတာကအမြောက်အာယုပြုတာလုံးစုံများစွာတတ္တဝချမ်းသာကုစိတ်မြဲပါစေဆိုအမြောက်အာယုပြုတာနော်အဲ့တော့ဩဒီတာနဲ့အနောဒီတာမတူဘူးဩဒီတာအနောဒီတာဩဒီတာမေတ္တာဆိုတာကတယောက်တည်းကိုအာယုပြုတာနော်အနောဒီတာဆိုတာအမြောက်အာယုပြုတာအဲ့တော့ဒါဆိုရင်တယောက်တည်းအာယုပြုလို့ရလားဇာယအောင်ပွားတဲ့အခါကျရင်မရဗျာအများကြီးပြောမှာတရားထက်တရားထက်မဟုတ်အဲ့ဆာမဥဒ္ဒေပြပါမယ်နော်ဇန်ကိုလိုချင်တယ်ဇန်ရအစေကိုပွားမယ်ဆိုရင်တော့ तू ဟာပုဂ္ဂိုလ်ရွေးရမယ်တယောက်တည်းကိုလိတ်တူပုဂ္ဂိုလ်ရွေးရမယ်နော်တအုပ်ရွေးရမယ်ဘာလို့ချုပ်ပြီးတော့ပွားနေလို့ရှိရင်မေတ္တာနဲ့ပယ်ကကျဲတော့အကြည့်တော့လေဇန်ရအောင်ဆိုတာစူးဆိုင်ပြီးတော့ပွားရတယ်ဖြစ်ရှင်းကြောင့်ကုသိုလ်ရာရုပ်ပွားရင်တော့ချုပ်ပွားလို့ရတယ်ဇန်ရအောင်ပွားမယ်ဆိုရင်တော့ဩဒီတာမေတ္တာနဲ့ပွားမယ်နော်အဲ့ဒါလေးမှတ်ထားအဲ့တော့ဩဒီတာမေတ္တာပွားမယ်ဆိုရင်လည်းပဲဘာဖြစ်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ချက်ကလေးလိတ်တူတဲ့ပုဂ္ဂိုလ်နော်လိတ်တူဒီရေးကြည့်တာလိတ်တူတဲ့ပုဂ္ဂိုလ်နော်ချက်ကလေးစားပြလိတ်တူတဲ့ပုဂ္ဂိုလ်ပေါ့နော်လိတ်တူတဲ့ပုဂ္ဂိုလ်ဩဒီတာပုဂ္ဂိုလ်အနေနဲ့ပွားလို့ရတယ်ဒါပေမဲ့လိတ်မတူတဲ့သူကိုယောက်ျားမိန်းမယောက်ျားအဲ့လိုမျိုးလိတ်မတူတဲ့သူကြတော့ဩဒီတာအနေနဲ့ပွားလို့မရပါဒါအဲ့လိုရေးပြရမှာပေါ့နော်လိတ်တူတဲ့ပုဂ္ဂိုလ်ကြတော့ဩဒီတာအနေနဲ့ပွားလို့ရတယ်လိတ်မတူတဲ့ပုဂ္ဂိုလ်ကြတော့ဩဒီတာအနေနဲ့ပွားလို့မရနော်ဒါဆိုရင်ရပြီပေါ့နော်ဒါဆိုရင်ကဲဒါဩဒီတာနောဒီတာမေတ္တာပွားနည်းနီးနော်ဇာယပွားနည်းကုသိုလ်ရာပွားနည်းကဲနောက်တစ်ခုအဲ့တော့အချိန်က3မိနစ်ပဲကြာတော့တယ်ဟောရစာကနမင်းနာ3မိနစ်နဲ့နမင်းနာနဲ့အဲ့ဆိုတော့မိမိအပိုက်ချကင်း၍အလောခိုင်မှာတော့မေတ္တာဖြစ်ဖို့နော်အဲ့တော့မိမိရဲ့မေတ္တာဒီခုနကပြောတယ်တတ္တဝမြောက်ပေါ်မှာပိုက်ချကင်းပြီးတော့ကျင်းမြောင်းခြင်းစီမစီကိုစတိုင်ရမယ်ပေါ့နော်ခုနကကိုကဇန်ရောက်ပြီထားလိုက်ဇန်ရတဲ့မေတ္တာဖြစ်တော့ပြီဆိုရင်ပုဂ္ဂိုလ်4ရောက်စီတယ်ကိုယ်တိုင်လဲပါတယ်မိမိရဲ့မိတ်ဆွေကိုရဲ့ချစ်ခင်အဲ့ဒါသူကမိတ်ဆွေပြီးတော့မဟုတ်တယ်သူဆိုရင်ရန်သူပေါ့ပြီးတော့မတည်တဲ့သူကသစိမ်းကိုနဲ့ဘာနာမှလည်းမတည်တဲ့ပုဂ္ဂိုလ်4မျိုးအဲ့ဒီ4မျိုးတဲ့အပေါ်မှာကိုကတူညီတဲ့မေတ္တာစီမစီတူညီတဲ့မေတ္တာထားနိုင်ရမယ်ပေါ့ဥပမာဘယ်လိုလဲဆိုတော့အဲ့ဒီ4ဦးကိုလည်းရေပုစွန်းမယ်တရားရောက်တန်မယ်ပေါ့ဒီ4မျိုးထဲကနေပြီးတော့အဲ့ဆိုရင်လောက်ခေါ်တဲ့အခါကျတော့ဆိုရင်ကိုကသူများကိုခုနပြောတယ်တောင်းခိုင်းတဲ့အခါမှာမိမိကလိုက်သွားမယ်ငါလိုက်မယ်ဆိုပြီးတော့ကိုလိုက်ဝဲကြံတယ်တော့ရထောက်ခိုင်းမယ်ဆိုရင်လည်းကိုအပေါ်မှာမေတ္တာပြေကွယ်ရရောက်တယ်ကြံတယ်တော့ဦးမေတ္တာပို့နေဒါလည်းပဲပြောမယ်ဆိုရင်တော့အပိုက်ချကေးတယ်အလောခိုင်းမှတဲ့မေတ္တာမဟုတ်သေးဘူးတသားတည်းဖြစ်သွားမယ်နော်အရန်သူလိုက်သွားလို့ပြောလိုက်ရင်ရန်သူပေါ်မှာမေတ္တာမဲရရောက်တယ်နော်ကြံတယ်တော့ဦးကမေတ္တာပြီးတော့မိတ်ဆွေလိုက်သွားလို့ပြောရင်လည်းပဲမိတ်ဆွေပေါ်မှာမေတ္တာပြေရရောက်တယ်တစိမ့်ကိုလိုက်သွားမယ်ပြောမယ်ဆိုရင်လည်းပဲတစိမ့်ပေါ်မှာမေတ္တာပြေရရောက်တယ်အဲဒါကြောင့်မလို့ဘယ်သူရဲ့အကျိုးစီးပွားမှာထိခိုက်စေရပြုလုပ်ပဲနဲ့4ဦးစလုံးဒီတသားတည်းဖြစ်သွားတယ်ခွဲခြားမှုမရှိတော့ဘူးဘာလဲဆိုတော့400စလုံးအတူတူပဲတရားမှငါထပ်ပေးလို့မရဘူးမေတ္တာအလုံးတူတယ်ပေါ့နော်အရာသူပေါ်မှာရောမိမိပေါ်မှာရောမိတ်ဆွေပေါ်မှာရောဒါမတည်တဲ့သူပေါ်မှာတစိမ့်ပေါ်မှာရောကိုကမေတ္တာအပိုင်းခြားမရှိပဲနဲ့အလုံးပေါ်မှာတန်းတူဖြစ်သွားမယ်ဆိုရင်ရေပုစိုးကိုလာတောင်းရတာမှာတရားလည်းပြေးဖို့မရှိဘူးပေါ့နော်အဲ့လိုမရှိတဲ့ပုံစံမျိုးဖြစ်သွားတဲ့
မေတ္တာစိတ်မျိုးမှာအပိုက်ချကတည်းမရှိတော့အလောခိုင်မာတော့မေတ္တာဖြစ်သွားမယ်နော်ဒါဆိုရင်တော့ပါနဲ့နော်အဲ့ဒီ၄ခုလုံးပေါ်မှာပါဖြစ်မယ်မေတ္တာမပြေပဲနဲ့နော်တသားတည်းဖြစ်သွားတဲ့မေတ္တာမျိုးဖြစ်ရမယ်ပေါ့နော်ဒါဒီပိုက်ချကတည်းမရှိမေတ္တာနော်ဟုတ်ပြီဒါဆိုရင်ဒါသဘောပေါက်ပြီပေါ့နော်အလောခိုင်မာတဲ့မေတ္တာဖြစ်သွားပြီဒါဆိုရင်ဦးဇင်းတို့ပြန်ဝင်มาရမယ်မပြီးသေးဘူး 对吧？表， အဲ့ဆိုရင်7မိနစ်တော့စောင့်มาရမယ်ဗလားရတယ်မလားအချိန်ရတယ်မလား 对吧？ အခု ဟုတ်ပြီ ရပါဗျာ ဒါဆိုပြန်ထွေလိုက်မယ်နော်7မိနစ်နဲ့ရပြန်ဝင်အောင်နော် 对吧？ဗျာ ဟုတ်ပြီဟုတ်ပါ အဲ့ဒါဆိုရင်ဖြေလိုက်ကြတယ်